ဘဝကိုစိတ်ချရအောင်ဘာတွေလုပ်ရမလဲဆိုပြောတယ်မြတ်စွာဘုရားကနောင်ဘဝစိတ်ချခြင်းလို့ရှိရင်တတ္ထာတိလတုဒ္ဒစာကပညာပေါ့တရားတိလစာကပညာတခါတလေ၄မျိုးပဲဟောတယ်ခါလေ၅မျိုးဟောတယ်အဲ့တော့တတ္ထာတိလတုဒ္ဒစာကပညာလို့ဆိုတဲ့ဒီအရေးချင်းတွေကိုယ်တဏ္ဍာမှာရှိအောင်အေးယုံကြည်ချက်ရှိရမယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုယုံကြည်တယ်ဆိုတာလက်ခံတယ်လိုက်နာမယ်အဲ့ဒီတရားရှိလာလို့ရှိရင်ဘာဖြစ်လဲကိုချင်းတရားကိုထိန်းသိမ်းဆောက်ရှောက်တယ်အနည်းဆုံး၅ပါးသီလလုံးအောင်ထိန်းသိမ်းဆောက်ရှောက်မယ်သီလတုဒ္ဒမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေစီးပူအထုတ်မယ်လောကမှာအကျိုးရှိရာအကျိုးရှိကြောင်းစာပေတွေဖတ်မယ်သင်ယူမယ်မှတ်သားမယ်လောကမှာရှိတဲ့ဤပညာတွေကိုသင်ယူမယ်မှတ်သားမယ်ဒီပညာရက်တွေကလည်းကိုယ့်ဘဝမှာအကျိုးရှိချောင်းပြီပဲနောက်တဲ့ခါကျတော့ပညာစာကရလာတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေပြီးတော့သုံးနိုင်တယ်စွန့်ကြဲတယ်ပြီးကမ်းတယ်စာကဟောနောက်ဆုံးတစ်ခုကျတော့ပညာဒါကတော့အရေးကြီးဆုံးပဲပေါ့ပညာဆိုတာစီးပူအထုတ်อ่ะစီးပူအထုတ်တာဘယ်နည်းနဲ့စီးပူအထုတ်တယ်လဲလို့မေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင်အခုလိုတရားနာတာလဲပညာရအောင်လုပ်တာလဲစာပေဖတ်ရှုတာလဲပညာရအောင်အထုတ်တယ်နောက်ဆုံးမှမသိတာတွေကိုမေးတယ်မရှင်းတာတွေကိုမေးတယ်ဆိုလို့ရှိရင်လေဒါလည်းပဲပညာပဲပညာပါရမီဆိုတာကိုယ်တိုင်သင်ယူခြင်းလို့ဆိုလိုတယ်ကိုယ်တိုင်သင်ယူတဲ့ပုဂ္ဂိုလ်ဟာအခုဘဝမသိတာအခုချက်ချင်းတတ်သွားမယ်ပေါ့ဒီလိုဆိုလို့ဆူတောင်းနေရမယ့်အရာမဟုတ်ဘူးကိုယ်တိုင်သင်ကိုယ်တိုင်တတ်သွားမယ်ပေါ့အေးအဲ့ဒါလို့တတ္တသီလသုဒ္ဓဆာကပညာလို့ဆိုတယ်ဒီရည်ချင်းတွေနဲ့ကိုယ့်ကိုပြည့်စုံအောင်လုပ်ထားပြီးဆိုရင်မြတ်စွာဘုရားကဒီရည်ချင်းတွေဟာဘယ်တော့မှအောက်ကိုမချဘူးတဲ့ထောပတ်အိုးကြီးကိုရေထဲမြုပ်ပြီးတော့ခွဲလိုက်တဲ့အခါမှာအိုးခွဲတွေကသာအောက်ရောက်ချင်းရောက်သွားမယ်ထောပတ်တွေကတော့အပေါ်တက်လာမှာပဲတရားနဲ့ထုံမွမ်းထားတဲ့စိတ်တွေသီလနဲ့ထုံမွမ်းထားတဲ့စိတ်တွေသုဒ္ဓစာကပညာတို့နဲ့ထုံမွမ်းထားတဲ့စိတ်တွေဟာဘယ်တော့မှအောက်ကိုဆွဲချမှာမဟုတ်ဘူးတဲ့အမြဲတမ်းအပေါ်တက်လာမှာဒီလိုဟောတာဟာတံပရာယိကထလို့ခေါ်တယ်နောက်ဘဝကောင်းကျိုးချမ်းသာအတွက်စိတ်ချရအောင်ဟောတဲ့တရားပဲ